ခေါ်လဲရည်စက်ချတဲ့ပုံစံလေးလုပ်မှဖြစ်ပါတယ်ကျွန်တော်တို့တွေဒါထီယာဒရော်လေးကိုကျွန်တော်ဆွဲလိုက်ပါပြီထီယာဒရော်လေးကိုပြီးရင်ခုနလိုပဲဒီတစ်ခါကျတော့ကျွန်တော်က software လေးနဲ့လုပ်မှဖြစ်ပါတယ် software လေးကိုကျွန်တော်ဆွဲလိုက်တယ်ဒီ no fee ဆိုတော့ကျွန်တော်လုပ်ပြလိုက်မယ်ပြီးရင်ဒါကို control D နေပြီးပွားပြီးတော့ signal dog လေးနဲ့ဆွဲကြည့်ပေးမယ် control D နေမယ် shift ပြီးတော့ကျွန်တော် down လေးဆွဲကြည့်မယ် control D နေမယ် shift ပြီး down လေးနဲ့ဆွဲကြည့်မှဖြစ်ပါတယ်ဒါလေးအားလုံးလုပ်ပြီးဆိုကျွန်တော်အားလုံး trust ဆွဲပြီးတော့ control G နေပြီး group ဖွဲ့လိုက်မယ်ပြီးရင်ကျွန်တော်တို့ format ထဲမှာရှိတယ် site ထဲမှာရှိတယ် 3D ကိုကျွန်တော်နှိပ်ပြီးမှဖြစ်တယ် 3D rotation လေးနဲ့ဝင်ပြီးတော့ပြားလေးပုံစံမျိုးကျွန်တော်နှိပ်လိုက်ပြီပြီးရင်ကျွန်တော်တို့ဒီခေါင်းဒီဥစ္စာလေးကိုကျွန်တော်နည်းနည်းလေးအောက်ကိုရွှေ့ထားလိုက်ဒီကောင်လေးရေးစက်လေးကိုကျွန်တော်ချမယ်ဆိုတော့လို့ပဲ line ထဲမှာ format animation ထဲမှာရှိတယ် animation နဲ့ line ကိုကျွန်တော်ယူလိုက်မယ်ပြီးရင်ဒီ line လေးကိုကျွန်တော်တို့ရေးစက်ကြားရေးစက်လေးထိတဲ့နေရာထိကျွန်တော်ရွှေ့လိုက်ပါကျွန်တော်ဒီ 3ဒီအောက်ကရေးပွဲလေးကိုကျွန်တော်တို့က select ပြီးတော့သူ dotted line လေးပုံစံလုပ်ချင်တယ်ကျွန်တော် format ထဲမှာရှိတယ် shade ထဲမှာရှိတယ်dash ဆိုတော့မှကျွန်တော်dotted line လေးတွေကျွန်တော်ရွေးလိုက်တာပြီးရင်သူ့ကြကျွန်တော်ကရေးစက်လေးကို point ထွက်သွားတဲ့ပုံစံလေးလုပ်မယ်ဆို animation ထဲမှာရှိတယ်ကျွန်တော်တို့ shade ကလေးပဲသုံးလိုက်မှာဖြစ်တယ် shade ကလေးကိုကျွန်တော်အောက်ကိုသုံးမှာဖြစ်တယ်ပြီးရင်ကျွန်တော်ရေးစက်လေးကိုတော့ကျွန်တော် duration လေး1လောက်ထားမယ်သူလည်း right ကလေးနေပြီးတော့ timing နဲ့မှာ9ချိန်လောက်ထားမယ်လိုထားလို့ရပါတယ်9ချိန်ထားမယ် okay နေမယ်ပြီးရင်ဒါ start with previous ဆိုတာလေးနေပြီးမယ်ပြီးဒါလေးကိုလည်းကျွန်တော်တို့တွေကသူ့ရဲ့အတုံးရဲ့ကြာချိန်လေးကိုလည်း duration လေး1မှာထားမှာဖြစ်တယ်ပြီးရင်လည်းသူလည်း right ကလေးနေပြီးတော့ timing နဲ့မှာ9ချိန်ပဲကျွန်တော်ထည့်ပြီးအောင်မှာဖြစ်ပါတယ်okay နေမယ်ဒါပေမဲ့သူတို့နှစ်ခုတော့ကျွန်တော်တို့ကတထပ်ထဲထားလို့မရပါဘူး start with previous လုပ်ပြီးတော့သူ့ကိုတထုံးစာကျွန်တော်ရွှေ့ပြရမှာဖြစ်တယ်ဒါမှအပေါ်ရေးစက်ကြတဲ့အခါမှာသူကပွတ်ထွက်သွားမှာဖြစ်ပါတယ် play ကြည့်မယ်ဆိုရင်အပေါ်ရေးစက်ကြတယ်ပုံစံလေးလို့အဲ့တော့ကိုလို့ချင်တော့ပေါ်ကိုစိတ်ရှိလေးနဲ့လာလေးကျွန်တော်တို့ဒီကအမြန်ဆုံးလေးလုပ်ထားတာဖြစ်ပါတယ်ဒီနေ့အဖြစ်ရေးစက်လေးကျွန်တော်တို့ချနိုင်ပါတယ်